အဲ့ဒါနဲ့ပတ်သက်ပြီးစိတ်မပူပါနဲ့ Don't worry about it. အဲ့ဒါနဲ့ပတ်သက်ပြီးစိတ်မပူပါနဲ့ Don't worry about it. စကားကြီးကြီးပြောတာရပ်ပါ Stop talking loudly. စကားကြီးကြီးပြောတာရပ်ပါ Stop talking loudly. ကျွန်တော်လက်ပတ်နာကြီးကိုဘယ်သူခိုးသွားခဲ့တာလဲ Who stole my watch? ကျွန်တော်လက်ပတ်နာကြီးကိုဘယ်သူခိုးသွားခဲ့တာလဲ Who stole my watch? ညနေစာစားဖို့အချိန်ရောက်ပြီ It's time for dinner. ညနေစာစားဖို့အချိန်ရောက်ပြီ It's time for dinner. မတူညီတဲ့အစားအစာအများကြီးကိုကျွန်တော်ကြိုက်တယ် I like a lot of different foods. မတူညီတဲ့အစားအစာအများကြီးကိုကျွန်တော်ကြိုက်တယ် I like a lot of different foods. မင်းတို့ကဆွေမျိုးတွေလား Are you related? မင်းတို့ကဆွေမျိုးတွေလား Are you related? ပေါင်မှုပဲမှာလဲ Where's the bread? ပေါင်မှုပဲမှာလဲ Where's the bread? မင်းဘယ်လိုဒီဂီတာမျိုးကိုကြိုက်လဲ What kind of music do you like? မင်းဘယ်လိုဒီဂီတာမျိုးကိုကြိုက်လဲ What kind of music do you like? ကျွန်တော်တို့ကတငယ်ချင်းကောက်တွေဖြစ်ကြတယ် We are good friends. ကျွန်တော်တို့ကတငယ်ချင်းကောက်တွေဖြစ်ကြတယ် We are good friends. သူတို့တွေကရလက်ကိုစိတ်ကျေနပ်ခဲ့ကြတယ် They were satisfied with the result. သူတို့တွေကရလက်ကိုစိတ်ကျေနပ်ခဲ့ကြတယ် They were satisfied with the result. မင်းဒီမှာနေတာဘယ်လောက်ကြာပြီလဲ How long have you been living here? မင်းဒီမှာနေတာဘယ်လောက်ကြာပြီလဲ How long have you been living here? ကျွန်တော်စိတ်ပြောင်းသွားပြီ I've changed my mind. ကျွန်တော်စိတ်ပြောင်းသွားပြီ I've changed my mind. မင်းမအိမ်မွေးတိရစ္ဆာန်တွေရှိလား Do you have any pets? မင်းမအိမ်မွေးတိရစ္ဆာန်တွေရှိလား Do you have any pets? သူဘယ်မှာနေလဲဆိုတာမင်းသိလား Do you know where he lives? သူဘယ်မှာနေလဲဆိုတာမင်းသိလား Do you know where he lives? ကျေးဇူးပြုဝဲမင်းကျွန်တော်ကိုကူညီပေးနိုင်မလား Could you please help me? ကျေးဇူးပြုဝဲမင်းကျွန်တော်ကိုကူညီပေးနိုင်မလား Could you please help me? အရှင်ကုန်တော့မယ် Time is running out. အရှင်ကုန်တော့မယ် Time is running out. ကောင်လေးပြေးလာခဲ့တယ် The boy came running. ကောင်လေးပြေးလာခဲ့တယ် The boy came running. မင်းပိုနေကောင်းလာပြီလား
Are you feeling better? မင်းပိုနေကောင်းလာပြီလား Are you feeling better? မင်းဆရာဝန်စီသွားဖို့လိုအပ်လား Do you need to go to the doctor? မင်းဆရာဝန်စီသွားဖို့လိုအပ်လား Do you need to go to the doctor? ကျေးဇူးအများကြီးတင်ပါတယ် Thank you very much. ကျေးဇူးအများကြီးတင်ပါတယ် Thank you very much. ကျွန်တော်သူ့ကိုနေလန်းပြသခဲ့တယ် I showed him the way. ကျွန်တော်သူ့ကိုနေလန်းပြသခဲ့တယ် I showed him the way. သိရတာကောင်းတာပေါ့ That's good to know. သိရတာကောင်းတာပေါ့ That's good to know. မင်းဘေကိုအလဲပတ်သွားခဲ့လေ Where did you visit? မင်းဘေကိုအလဲပတ်သွားခဲ့လေ Where did you visit? မင်းကောင်းကောင်းလုပ်လိုက်တာပဲ You did fairly well. မင်းကောင်းကောင်းလုပ်လိုက်တာပဲ You did fairly well. သူမအဖေကဂျပန်လူမျိုးဖြစ်တယ် Her father is Japanese. သူမအဖေကဂျပန်လူမျိုးဖြစ်တယ် Her father is Japanese. မင်းကအရက်ရှည်ဆုံးပဲ You are tallest. မင်းကအရက်ရှည်ဆုံးပဲ You are tallest. ကျွန်တော်အမေသမင်းဟင်းကောင်းကောင်းချက်တတ်တယ် My mother cooks well. ကျွန်တော်အမေသမင်းဟင်းကောင်းကောင်းချက်တတ်တယ် My mother cooks well. ကျွန်တော်အလုပ်ကိုကျွန်တော်မကြိုက်ဘူး I don't like my job. ကျွန်တော်အလုပ်ကိုကျွန်တော်မကြိုက်ဘူး I don't like my job. စကားကိုတိတ်ဆိတ်စွာပြောပါ Speak quietly. စကားကိုတိတ်ဆိတ်စွာပြောပါ Speak quietly. ဒီပင်တွေကလှပတယ် These trees are beautiful. ဒီပင်တွေကလှပတယ် These trees are beautiful. မင်းအဲ့ဒါကိုလုပ်မလား Will you do it? မင်းအဲ့ဒါကိုလုပ်မလား Will you do it? သူမကြခင်ဒီမှာရှိမယ် He will be here soon. သူမကြခင်ဒီမှာရှိမယ် He will be here soon. မင်းဒါကိုအင်္ဂလိပ်လိုဘာသာပြန်ပေးလို့ရမလား Could you help me translate this into English? မင်းဒါကိုအင်္ဂလိပ်လိုဘာသာပြန်ပေးလို့ရမလား Could you help me translate this into English? အဲ့ရဝင်ဖို့အချိန်ရောက်ပြီ It's time to go to bed. အဲ့ရဝင်ဖို့အချိန်ရောက်ပြီ It's time to go to bed. ဒါအပြင်တခြားဘယ်သူမှမရှိဘူး There isn't anybody else. ဒါအပြင်တခြားဘယ်သူမှမရှိဘူး
There isn't anybody else. မင်းရဲ့အချိုက်ဆုံးအစားအစာကဘာလဲ What's your favorite food? မင်းရဲ့အချိုက်ဆုံးအစားအစာကဘာလဲ What's your favorite food? ငါမင်းကိုမနေ့ကတွေ့လိုက်တယ် I saw you yesterday. ငါမင်းကိုမနေ့ကတွေ့လိုက်တယ် I saw you yesterday. မင်းကောင်းကောင်းအိပ်ပျော်ခဲ့လား Did you sleep well? မင်းကောင်းကောင်းအိပ်ပျော်ခဲ့လား Did you sleep well? ကျွန်တော်မသိဘူး I don't know. ကျွန်တော်မသိဘူး I don't know. မင်းလမ်းလျှောက်ထွက်မလား Are we going for a walk? မင်းလမ်းလျှောက်ထွက်မလား Are we going for a walk? စာအုပ်ဆိုင်ပြင်ပါလဲ Where's the bookstore? စာအုပ်ဆိုင်ပြင်ပါလဲ Where's the bookstore? ကျွန်တော်သိနေမကောင်းဘူး I'm not feeling well. ကျွန်တော်သိနေမကောင်းဘူး I'm not feeling well. သူမအပေါ်ထက်မှာ She's upstairs. သူမအပေါ်ထက်မှာ She's upstairs. မင်းဆရာဝန်ထမ်းပြပေးပြီလား Have you seen the doctor? မင်းဆရာဝန်ထမ်းပြပေးပြီလား Have you seen the doctor? မင်းဘာလို့ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာလဲ Why did you decide to move? မင်းဘာလို့ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာလဲ Why did you decide to move? မင်းဘယ်ကိုသွားမလဲ Where are you going? မင်းဘယ်ကိုသွားမလဲ Where are you going? မင်းကဂျွန်ရဲ့အကိုလား Are you John's brother? မင်းကဂျွန်ရဲ့အကိုလား Are you John's brother? ဒါကကျွန်တော်ကားမဟုတ်ဘူး This is not my car. ဒါကကျွန်တော်ကားမဟုတ်ဘူး This is not my car. ကျွန်တော်အဲ့လိုမထင်ဘူး I don't think so. ကျွန်တော်အဲ့လိုမထင်ဘူး I don't think so. ကျေးဇူးပြုဝဲကျွန်တော်ကော်ဖီတစ်ခွက်ရနိုင်မလား Could I please have a cup of coffee? ကျေးဇူးပြုဝဲကျွန်တော်ကော်ဖီတစ်ခွက်ရနိုင်မလား Could I please have a cup of coffee? သူမလမ်းဖြတ်ကူးခဲ့တယ် She crossed the street. သူမလမ်းဖြတ်ကူးခဲ့တယ် She crossed the street. မင်းကော်ဖီတောက်ရှင်လား Would you like some coffee?
မင်းကော်ဖီတောက်ရှင်လား Would you like some coffee?